ရိတ်ဆန်ထက်တောင်ရုံညံ့တဲ့လူတွေရှိတယ်ဆိုတာဒီကားကိုကြည့်ပြီးနောက်မှာပဲကျွန်တော်အဖြစ်အောင် Facebook နဲ့ Japan TikTok အကောင့်ပေါ်မှာတင်ပြီးတော့အဝင်ငွေတွေရှာလို့ရနေတဲ့ movie recap လုပ်တဲ့နည်းကိုဒီဗီဒီယိုထဲမှာပြောပြပေးမှာဖြစ်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့စိတ်ဝင်စားနေဆိုရင်ဗီဒီယိုကိုစောင့်အောင်ကြည့်တော့ပါ။ဒီဗီဒီယိုထဲမှာအစနဲ့ဆုံးထိပြောပြပေးမှာဖြစ်ပါတယ်။ကဲဒါဆိုရှင်တော့ကျွန်တော်စလိုက်ရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာအရင်ဆုံးရှိထားရမယ် software တွေကိုအရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1 Renoနံပါတ်2 Gemini နံပါတ်3 YouTube ကတော့ဖုန်းတိုင်းမှာရှိလောက်ပြီးထင်ပါတယ် MP3 converter ပြီးရင် Chrome ဒီ software တွေကိုကျွန်တော်တို့ရဲ့ဖုန်းထဲမှာအရင်ဆုံး download ဆွဲယူထားလိုက်ပါ Okay Play Store ထဲမှာ App Store ထဲမှာတွားပြီးတော့ download ဆွဲယူလို့ရပါတယ်ကျွန်တော် Play Store ထဲမှာတွားပြီးတော့ရိုက်ရှာလိုက်မယ်ဒီမှာ app နာမည်လိုက်ပါနော် Okayကျွန်တော်ဒီ software တွေကို download ဆွဲယူပြီးသွားပြီဆိုလို့ရှိရင်တော့ကို movie recap လုပ်ဖို့အတွက် Reno ဒါမှမဟုတ် YouTube မှာတွားပြီးတော့နိုင်ငံခြားကလူတွေတင်ထားတဲ့ movie recap တွေကိုကိုကအဆင့်ပြန်ယူပြီးတော့မြန်မာဘာသာပြင်ပြီး movie recap လုပ်ရုံမှာပဲဘယ်လိုလုပ်မယ်ဆိုတာလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမယ်။ Okay ဆိုတော့ကျွန်တော်တို့ read note တမဟုတ် YouTube ထဲမှာသွားပြီးတော့ movie recap လို့ရိုက်ရှာလိုက်ပါ။ဒါဆိုရှင်တော့အများကြီးကြာလာပါလိမ့်မယ်။အဲ့ဒီမှာကိုလုံးမဲ့ဇက်က movie recap ကို down ဆွဲယူလိုက်ပါ။ Okay နော်။ကဲအခု read note မှာကျွန်တော်တွားပြီးတော့ယူတဲ့ညီကိုအရင်ဆုံးပြောပြဖြစ်ပါတယ် YouTube မှာတော့မတွားပြတော့ဘူးเนาะလူတိုင်းတိလောက်ပြီထင်တယ် Okay Reno မှာဝင်ပြီးတော့ကျွန်တော်တို့ movie recap လုပ်ဖို့အတွက်နိုင်ငံခြားကလူတွေလောက်ထားတဲ့ recap ဗီဒီယိုတွေအများကြီးရှိတယ်ပေါ့နော်အဲ့ထက်မှာမှကိုပြန်လေပြီးတော့ recap လုပ်မယ်ဒီ recap ဗီဒီယိုတွေကို download ဆွဲယူလိုက်ပါ Okay ကျွန်တော်အနေနဲ့ Reno ဒါမှမဟုတ် YouTube ထဲမှာတွားပြီးတော့ပြန်လေပြီးတော့ movie recap လုပ်ဖို့အတွက် download ဆွဲယူထားတဲ့အဲ့ဒီ movie recap ဗီဒီယိုတွေကိုအရင်ဆုံး MP3 converter မှာတွားပြီးတော့ MP4 နဲ့ပြီးတော့ MP3 ကိုအတန် file ဖြစ်အရင်ဆုံးပြောင်းပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ download ဆွဲယူထားတဲ့ဗီဒီယိုကို MP3 လုပ်ဖို့အတွက် MP3 converter software ကိုဝင်လိုက်ပါ Okay ကျွန်တော်ဒီ MP3 converter software ကိုရောက်ပြီဆိုလို့ရှိရင်တော့ video to audio ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ on လိုက်ပါဒါဆိုရင်ဒီမှာကျွန်တော်တို့ဖုန်းထဲက permission လေးပေးလိုက်ပါနော်အလုံးလေးနေပေးလိုက်ခုနကကျွန်တော်တို့ download ဆွဲယူထားတဲ့ movie recap video ကိုယူပြီးတော့ MP3 အရင်ဆုံးပြောင်းပေးလိုက်ပါနော်ကဲဒါဆိုရှင်တော့ကျွန်တော်ဒီမှာ MP3 ရင်ပြောင်းလိုက်မယ်ပြောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ compress ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါ Okay ဒါဆိုရှင်တော့ကျွန်တော်တို့ video ကနေပြီးတော့အတန် file MP3 ရင်ပြောင်းလိုက်တာပြီးသွားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ app ထဲကနေထွက်လိုက်မယ်ကဲကျွန်တော် movie recap လုပ်ဖို့အတွက် video ကို MP4 ကနေပြီးတော့ MP3 ပြောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ဘာသာပြန်ပြီးတော့စာသားထုတ်ဖို့အတွက် Gemini AI software ကို click နေပြီးတော့ on လိုက်ပါဒီအပေါင်းလေးတွေကိုတစ်ချက်နှိပ်လိုက်ပါပြီးဒီမှာ file နေရာမှာခုနကကျွန်တော်တို့ download ဆွဲယူထားတဲ့ video ထဲကကျွန်တော်တို့ MP3 ထုတ်ထားတဲ့ MP3 audio file ကို click နေပြီးတော့ထည့်ရမှာဖြစ်ပါတယ် file တွေကိုချက်နှိပ်လိုက်ပါကဲကျွန်တော် video ကနေပြီးတော့အတန် file ပြောင်းထားတဲ့ MP3 file တွေကိုကျွန်တော်ကြည့်ပြီးတော့နှိပ်လိုက်ပါ MP3 file ကိုခုလို upload တင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ prompt ရေးခိုင်းမှာပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ရဲ့ဒီအတန် file ကနေပြီးတော့စာသားပြောင်းပေးပါဆိုပြီးတော့ကျွန်တော်တို့ဒီမှာ prompt ရိုက်ထည့်လိုက်ရုံပဲเนาะဒီမှာ ask Gemini ဆိုတဲ့နေရာမှာ Okay ကျွန်တော်ရေးထားတဲ့ prompt ကိုရိုက်ထည့်လိုက်မယ် Okay ကျွန်တော်ကတော့ဒီလိုပုံစံမျိုးကျွန်တော်ရိုက်ထည့်တယ်ပေါ့နော်မိတ်ဆွေတို့အခုကျွန်တော်ရိုက်ထည့်ထားတဲ့ဒီ prompt အတိုင်းပဲမိတ်ဆွေတို့ရိုက်ထည့်လိုက်ရတယ်ဒါမှမဟုတ်ခုပေါက်ကိုစိုက်တဲ့ပုံစံနဲ့ထိုက်ရိုက်လို့လည်းရတယ်ပေါ့နော်ဒီမှာ Okay နော်ပြီးရင်ကျွန်တော်ဒီမှာညာကောင်းလေးတစ်ချက်နှိပ်ပြီးတော့ပို့လိုက်မယ်ဒီအတန် file ကိုမူရင်းပြောထားတဲ့ movie recap style စကားလုံးများအတိုင်းမြန်မာဘာသာသူ့ဘာသာပြန်ပေးပါရတာမြန်မာ white တီဟာတန်နဲ့ပီတာစွာစကားပြောချခြင်းစာသားများချင်းကြိုက်ခွတိချပါစေ Okay ကျွန်တော်စိုက်တဲ့ပုံစံနဲ့သူ့ကိုခိုင်းပြီးတော့စာသားထုတ်ခိုင်းလိုက်ပါတော့ AI ကနေပြီးတော့ဘာသာပြန်ပြီးတော့ထုတ်ပေးလာတဲ့စာကားကိုကျွန်တော်တို့ copy ယူလိုက်ပါတော့စာသားတွေကိုကျွန်တော်တို့ copy ယူလိုက်မယ်ဒီမှာနော် Okay ကျွန်တော် AI ကနေပြီးတော့ဘာသာပြန်ပြီးထုတ်ပေးတဲ့စာကားကိုရပြီးတော့ဆိုလို့ရှိရင်တော့အဲ့ဒီစာကားကိုကျွန်တော်တို့အတန် file ဖတ်ခိုင်းမယ်နော်အတန် file ဖတ်ခိုင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ Google Chrome လို့ပြောရမှာဖြစ်ပါတယ် Chrome ကိုတစ်ချက်လိုက်ပြီးတော့ပုံလိုက်ပါ search မှာတစ်ချက်လိုက်ပါပုံမှာကျွန်တော်တို့ Google AI Studio ကိုတစ်ချက်ရိုက်ချလိုက်ပါ
Okay Google AI Studio လို့ချက်ရိုက်ရှာပြီးတော့ online ပါဒါဆိုရှိတော့ဒီမှာ googleaistudio.com ပေါ့နော် aistudio.google.com ဒီထဲကိုချက်နေပြီးတော့ online ပါကျွန်တော်အနေနဲ့ Gmail account နဲ့ sign in လုပ်ဖို့လိုတယ်နော် Gmail account ကိုရှိဖို့လိုပါတယ် Okay Gmail account နဲ့ sign in လုပ်ပေးလိုက်ပါတော့ဒါဆိုရှင်တော့ Gmail ကိုရောက်လာမှာဖြစ်ပါတယ်ကဲပြီးရင်ကျွန်တော် Gmail မှာဒီလိုလေးပေါ်နေတယ်ဆိုရှင်ရုံဆုံးကျွန်တော်ဒီရင်းသုံးကြောင်းလေးချုပ်ချက်နေလိုက်ပါဒီထဲမှာကျွန်တော်တို့နေရာမှာချက်လိုက်ပါဒီအောက်မှာလေးက speed and music ဆိုတဲ့နေရာမှာချက်လိုက်ပါအောက်ဘက်မှာဆင်းသွားလိုက်မယ်အောက်မှာကျွန်တော်ဒီမှာ Gemini 2.5 Pro Review TTS ဆိုတဲ့ဟာလေးကိုကြည့်ပြီးတော့လိုက်ပါဒီလိုလေးပေါ်လာဆိုရှင်တော့ကျွန်တော်တို့ပေါ်လာလေးကဒီမှာ setting menu လေးထုတ်ချက်လိုက်ပါအောက်နေဆင်းသွားလိုက်မယ်ဒီမှာလူတစ်ယောက်ကနေပြီးတော့ကျွန်တော်တစ်ယောက်သေးကိုတော့ဒီနေရာမှာချက်လိုက်ပြလိုက်ပါဒီ point နေရာမှာ movie recap လုပ်ဖို့အတွက်ယောက်ျားလေးတိုင်မိန်းကလေးတိုင်ကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်နော် okay ဒီနေရာမှာချက်လိုက်မယ်ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့လိမ့်ချိလိုက်ပါနော်ကိုဘယ်အတန်နဲ့ကိုက movie recap လုပ်ချင်တာလဲဆိုတာလေးကိုချက်လိုက်ပြီးတော့ကိုစိုက်တဲ့အတန်ကိုရွေးချယ်ပြီးတော့လုပ်လို့ရပါတယ်ယောက်ျားလေးလားမိန်းကလေးလားဒီနေရာကိုစိတ်ချက်ရွေးချယ်လိုက်ပါပြီးတော့ဒီမှာချစ်ချစ်ခါလေးကိုနေပြီးတော့အရှုပ်ထွက်လိုက်မယ်ဒီ tab ပြန်မှာခုနကကျွန်တော်တို့ movie recap လုပ်ဖို့အတွက် download ဆွဲယူပြီးတော့ MP4 ကနေပြီးတော့ MP3 ဖြစ်ပြောင်းပြီးတော့ Gemini AI မှာဘာသာပြန်စာသားထုတ်ခိုင်းတဲ့အဲ့ဒီစာသားကိုဒီနေရာမှာရိုက်ထည့်မယ်နော်ဒီနေရာမှာ copy ယူလာတဲ့ဟာကိုလည်းဖြည့်ထားလိုက်မယ် PASD fix ကိုလိုက်လိုက်ဒါဆိုရင်တော့ဒီနေရာမှာ copy ချလာမှာဖြစ်ပါတယ်။ဒီတော့ဒီမှာကျွန်တော်တို့ copy တဲ့အတိုင်းမြန်မာဒီဟာတန်ဖတ်တဲ့ပုံစံနဲ့ထုတ်ပေးလာတာဖြစ်ပါတယ်နော်။ခုစိတ်ကြိုက်ဖတ်ခိုင်းချင်တယ်ဆိုရှင်တော့ဒီနေရာမှာရေးလို့ရပါတယ်ဥပမာဒီထဲမှာကျွန်တော်တို့ movie recap style ဆိုရှင်လည်းခုစိတ်ကြိုက်ထည့်ရေးလို့ရတယ်နော်။ကျွန်တော်ကအလွယ်လေးနဲ့ဒီမှာ movie recap ကိုရေးလိုက်မယ်ဒီတော့ကျွန်တော်ဒီအောက်မှာ run ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာခုဆိုသူဖတ်နေတယ်နော်ခဏတော့စောင့်ပေးလိုက်ပါစာသားတွေများရင်များတယ်လို့ကြာနေမှာဖြစ်ပါတယ်ကွနော်စာသားအရင်များတယ်ဆိုလို့ရှိရင်တော့သူကနှစ်ခါတော့ခွဲပြီးတော့ကျွန်တော်တို့ဖတ်ခိုင်းလို့ရပါတယ်ကွနော်တစ်ခါတည်းမပြီးပါဘူးပါတာပြန်ပြီးတော့ထုတ်ထားတဲ့စာသားကို AI ကိုဖတ်ခိုင်းတာကျွန်တော်ရတော့ပါကွနော်တိရစ္ဆာန်ထက်တောင်ရုပ်ညံ့တဲ့လူတွေရှိတယ်ဆိုတာဒီကားကိုကြည့်ပြီးနောက်မှာပဲကျွန်တော်အဖြစ်အဝအနောက်လေးခဲ့ပါတယ်ဒီကားကမကောင်းလို့မဟုတ်ဘူးဒါပေမဲ့တကယ်ဖြစ်ရမှန်တော့အခြေခံထားတာမို့ဒုတိယအချိန်ပြန်မကြည့်ရတဲ့အထိနာကျင်စေတယ်ရုပ်ရှင်တွေကထုတ်ပေမဲ့တကယ်တော့လူ့အဖွဲ့အစည်းရဲ့အမှောင်ဘက်ကိုမဖုံးကွယ်ပဲဖော်ပြထားတာပါတရားမျှတမှုမရှိတဲ့စနစ်အာဏာရှိခုမိတ်ဆွေတို့ကြားတဲ့အတိုင်းပါပဲကျွန်တော်တို့ movie recap တပုတ်ကိုဘယ်လိုလုပ်တယ်ဆိုတာမိတ်ဆွေတို့သဘောပေါက်ပြီထင်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ movie recap အတန်ဖိုင်လေးကိုကျွန်တော်တို့ download ဆွဲယူရအောင်ဒီမှာနှိပ်ပြီးတော့ download မယ်။ download လေးကိုတစ်ချက်နှိပ်မယ်။ Okay ဒါဆိုရင် download ဆွဲတော့ဖြစ်ပါတယ်။ကိုယ်ဖုန်းလေးရောက်သွားပါတော့။ဆိုတော့ဒီအတန်ဖိုင်ကိုကျွန်တော်တို့ခုနကဒီမှာတွားပြီးတော့ download ဆွဲယူထားတဲ့ video နဲ့ပြန်ပြီးတော့တွဲမယ်ပေါ့နော်။ခုနကAI ကိုဖတ်ခိုင်းတဲ့ movie recap audio file နဲ့အဲ့ဒီ video ကိုကျွန်တော်တွားပြီးတော့ပေါင်းမယ်။ကပ်ပတ်ဆိုဝေးထဲဝင်သွားလိုက်ပါ။ဒီ video ထဲကိုနှိပ်လိုက်မယ်။ Okay ကျွန်တော်တောင်းဆွေးယူထားတဲ့ video လေးကိုတစ်ချက်ယူလိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်တောင်းဆွေးယူထားတဲ့ movie recap ကို click နှိပ်လိုက်မယ်။ပြီးတော့မူရင်းမှာပါတဲ့အတန်ကိုကျွန်တော်ဖျောက်လိုက်မယ်ပေါ့နော်။0ထိထားပြီးတော့နှိပ်လိုက်ပါ။ AI ကိုဘာသာပြန်စာသားထုတ်ခိုင်းပြီးတော့ AI ကိုပဲကျွန်တော်တို့ပြန်ဖတ်ခိုင်းတဲ့အဲ့ဒီအတန်ကိုလာပြီးတော့ဒီမှာအစားထိုးထည့်လိုက်မယ်ဒီ audio ပေါ့နော်ဒီ add audio နေရာမှာတစ်ချက်နှိပ်ပါပြီးအောက်မှာပေါ့နော် sound နေရာမှာတစ်ချက်နှိပ်ပါပြီးတော့ဒီမှာကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ file နေရာမှာတစ်ချက်နှိပ်ပါဒီဘိုင်းကိုတစ်ချက်နှိပ်ပါOkay ခဏကကျွန်တော်တို့ down ဆွဲယူထားတဲ့အဲ့ဒီ audio file ကိုလိုက်ပြီးတော့ရှာလိုက်ပေါ့နော်အပေါင်းမှာနှိပ်ပြီးတော့ထည့်လိုက်မယ်။ဒါဆိုရင် new video နဲ့ကျွန်တော်တို့ AI ကိုဖတ်ခိုင်းတဲ့အတန်နဲ့ပြင်ပြီးတော့တွေ့သွားပြီဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဖတ်ကြည့်မယ်နော်ဒီမှာနားထောင်ကြည့်အောင်တိရ
ရိษံထက်တောင်ရုံညံ့တဲ့လူတွေရှိတယ်ဆိုတာဒီကားကိုကြည့်ပြီးနောက်မှာပဲကျွန်တော်အဖြစ်အော် ကဲဒါဆိုရှင်တော့ဒီဗီဒီယိုကို copyright မမိအောင်ကျွန်တော်တို့ဟိုပေးညာလန်ပေးလိုက်ပြီးလို့ရှင် crop တွေပါနေနေပါပါလုပ်ပေးလိုက်ပါเนาะ color တွေပါတွေချိန်ပေးလိုက်ပါဖြစ်နိုင်တော့ကောင်းကောင်း edit ပြန်လုပ်ပြကောင်းနေပါเนาะပြီးရင်တော့ကျွန်တော်တို့ export ကိုနှိပ်ပြီးတော့ဒီမှာပေါ့เนาะ export ကိုနှိပ်ပြီးတော့ကျွန်တော်တို့ TikTok ဝေးပြီးဖြစ် Facebook မှာဖြစ်တင်ပြီးတော့ monetization နဲ့ဝင်ငွေတွေစရှာလို့ရပါပြီเนาะ copyright မမိအောင်လုံးဝလွတ်အောင် edit လုပ်တဲ့နည်းလမ်းကိုတော့ဒီဗီဒီယိုထဲမှာကျွန်တော်မပြောတော့ဘူးနောက်တစ်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဒီလိုမိတ်ဆွေတို့မစောင့်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီ Facebook YouTube တွေမှာတွားပြီးတော့ copyright လုပ်အောင်ဗီဒီယို edit လုပ်တဲ့နည်းတွေလိုက်ပြီးတော့ရှာကြည့်လို့ရပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးမှာတော့ဒီလောက်နေပဲရပ်တန့်လိုက်ပါတော့မယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like and share များလုပ်ပေးတော့နိုင်ပါတယ်